အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာတော့ကိုယ့်ရဲ့ကိုယ်ပိုင် assistant agent တကောင်ဘယ်လိုတိစောက်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ open crawl လိုမျိုးပဲဗျာTelegram နေကိုခိုင်းနေတာတွေခိုင်းမယ်ပြီးတော့ကျွန်တော်ဒီ workflow ထဲမှာအတန်နဲ့ပါခိုင်းလို့ရတဲ့ပုံစံမျိုးတွေပါအတန်နဲ့ပါခိုင်းလို့ရတဲ့ပုံစံမျိုးတွေအထိပါကျွန်တော်ပြသွားပြီးမှဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်โอเคအဲ့ဒါဆိုဗီဒီယိုလေးကိုစလိုက်အောင်ပထမဆုံးစတော့မယ်ဆိုကျွန်တော်တို့ Telegram ကနေခိုင်းမှာဖြစ်တဲ့အတွက်ကျွန်တော် trigger လေးတော့ plus sign လို့နေပြီး Telegram လို့ရိုက်ရှာလိုက်ဗျာ Telegram နေပြီးကျွန်တော်တို့က OMC ရခိုင်းမှာဖြစ်တဲ့အတွက် OMC နေပြီးရင်ဒီမှာကကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့ create new credential ဒီမှာကိုယ့်အနေနဲ့ Telegram ကောင်းမရှိဘူးဆိုရင်ဒီမှာ create new credential ကိုနေဒီဘက်မိတ်ဆွေတို့နားလေလောက်ပြီးထင်တယ်ဗျာဒီ set တုံးကကျွန်တော်တို့ Telegram ပေါ်တယ်တော့ Telegram ပေါ်ရဲသွား ဘော father ဆိုတာရှိတယ်ဗျာဘော father စီသွားပြီး slash new bot ဆိုတာရှိတယ်အဲ့ဒါလေးနှိပ်ပြီးကိုပေးခြင်းတဲ့ name ကိုထည့်ပြီးရင် user name ထည့်ပြီးသူ့အနေနဲ့ဒီလို set တုံးငယ်လေးကြာလာတယ် set တုံးငယ်လေးကြာရင်ဒီ set တုံးငယ် copy ယူပြီးကျွန်တော်တို့ဒီ set တုံးငယ်နဲ့ထည့်လိုက်ရင်ရပြီဗျာဒီပိုင်းတော့ရန်ရုပ်ရှင်နဲ့မိတ်ဆွေတို့အနေနဲ့လောက်တက်မယ်လို့လည်းထင်တယ်ဗျာအဲတော့နောက်တစ်ပိုင်းသွားမယ်နောက်တစ်ပိုင်းမသွားခင်ကျွန်တော်တို့ဒီ Telegram နဲ့ Anlitan တွေကို connect ဖြစ်မဖြစ်ဗျာကျွန်တော်စမ်းကြည့်မယ်ဗျာစမ်းကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်လောက် SQL workflow လေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ create ထားတဲ့ body သွားပြီး setup လေးတစ်ချက်လောက်နှိပ်ကြည့်လိုက်မယ် okay ဒါဆိုရပြီဗျာစိမ့်သွားပြီဆိုကျွန်တော် connect ဖြစ်နေတယ် connect ဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်ပိုင်းကကျွန်တော်တို့ကအတန်ရောစာရုံးနဲ့ခိုင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ switch note လေးထည့်ရအောင် #idch switch လို့ရိုက်ရှာလိုက်ဒီမှာ switch note လေးကြာလာတယ် switch note တွေဝင်ပြီးရင်ကျွန်တော်တို့ rule ဆိုတာဒီမှာဗျာဒီလိုလေးကြာလာရင်ကျွန်တော်တို့ value run တွေကိုဗာထည့်ရမလဲဆိုရင် value 1တွေကိုကျွန်တော်တို့ရဲ့ဒီတက်ချက်ရဲ့အောက်မှာကျွန်တော်တို့တက်ဆိုတာရှိတယ် date ရဲ့အောက်မှာတက်ဆိုတာရှိတက်လေးကိုဆွဲပြီးထည့်လိုက်ဗျာ value 1လေးကို value 2ကဘာထည့်ကြမလို့ကျွန်တော်တို့th equal to ဆိုတဲ့ဟာကိုကျွန်တော်တို့ exit နှိပ်လိုက်အဲ့ဆိုရပြီ exit နှိပ်ပြီးကျွန်တော် rename output ကကျွန်တော်တို့ထွက်လာတဲ့ name ကိုပါပြီးပါလေပါပြီးမယ်ဆိုကျွန်တော်ကတော့ touch လို့ပဲပေးလိုက်မယ်စာဖြစ်တဲ့အတွက် touch ပြီးနောက်တစ် root ထည့်မယ်နောက်တစ် root ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ app rotate rule ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ file နဲ့ပို့မှာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်လောက်သွားပြီးတော့ file တက်ပို့မယ်ဗျာ file တက်ပို့မယ်ဆိုတော့ဒီကောင်ပြန်ပြီးတော့ SQL workflow နဲ့ Telegram နဲ့ဝင်ပြီးကျွန်တော်တို့ file တွေသွား hello test day 1 2 3ပို့လိုက်မယ်ပို့ပြီးရင်ကျွန်တော်တို့ပြန်သွားမယ် okay အဲ့ဆိုကျွန်တော်တို့ output 2တွေမှာပါထည့်ရမလို့ဆိုကျွန်တော်တို့ file ဆိုတာရှိတယ်ဗျာ file ဆိုတဲ့အောက်မှာ file id ထည့်ရအောင် file id လေးကိုပြီးရင် value 1လေးပြည့်ထည့်လိုက်ပြီးရင်ကျွန်တော်ဒီကောင်ကလည်းတူတူပဲ t is equal to ဆိုတော့သွားပြီး string exit rename ကကျွန်တော်တို့ voice နဲ့ပြီးရပြီဒါဆိုရင်ကျွန်တော်တို့ voice နဲ့တက်နေနှစ်ခုထွက်လာပြီကျွန်တော်တက်တယ်သွားပြီးတော့ edit fee ဆိုတာရှိတယ်ဗျာခဲတဲ့ပုံစံလေးအဲ့ဒီသွားပြီးကျွန်တော် fee ဆိုတာရှိတယ် draw import file ရှိရ fee လေးတစ်ချက်နှိပ်လိုက် fee ထဲမှာကျွန်တော်ပါထည့်မလဲဆိုရင်အပေါ်က value 1ကျွန်တော်တို့ထွက်ချင်တဲ့ output ကိုနေဗျာနေကကျွန်တော်တက်ပဲရေးနိုင်မယ် dash value ကကျွန်တော်တို့ဒီကထွက်လာတဲ့ဟာကိုကျွန်တော်ထည့်ရမှာအဲ့တော့ကျွန်တော်စာမထွက်လာသေးဘူး file ပဲထွက်လာတော့ကျွန်တော်တို့ပြန်ပြီး SQL workflow နဲ့စာတက်ပြန်ရေးမယ်ဟုတ်တယ် okay အဲ့ဆိုရင်သူ့အနေနဲ့ထွက်လာပြီကျွန်တော်တို့ FE တွေတော့active fee တွေသွားပြီးတော့ကျွန်တော်တို့ switch note ကထွက်လာတဲ့ dash ဒီ dash date ရဲ့အောက်က dash ကိုကျွန်တော်တို့ hello there ဆိုတဲ့ tab ကိုကျွန်တော် value 2နဲ့ထည့်ပြီးရင် SQL step နဲ့
ပြီး okay ဒါဆိုရင်ထွက်လာပြီ touch ဟာကျွန်တော်လိုချင်တဲ့ output ထွက်လာပြီလိုချင်တဲ့ output ထွက်လာပြီကျွန်တော်တို့ file နောက်တစ်ဆင့်ပြောင်းfile ကြံနေတဲ့အတွက်ကျွန်တော် file ကိုသွား file ကဘာလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့အဲ့ကျွန်တော်ပို့လိုက်တဲ့အတန် file ကိုပြန်ပြီး download ဆွဲပြီးတော့ transcript ပြောင်းပေးရမှာဗျာအဲ့တော့ကျွန်တော်တို့ download ဆွဲဖို့အတွက် Telegram နဲ့သွားပြီးကျွန်တော်တို့ဘယ်ဟာလုပ်အောင်မလဲဆိုကျွန်တော်ပြမယ်ဗျာဒီ file action ဆိုတာရှိတယ်အဲ့မှာ get file ဆိုပြီးရှိတယ်ဗျာ get file ကိုနှိပ်ပြီး file id ကကျွန်တော်တို့ file ရထွက်လာတဲ့ file id ပေးရအောင်အဲ့တော့ကျွန်တော်တို့ file တစ်ပြန်ပို့မယ်ဗျာဒီ video ကလည်းမြန်နေလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့တစ်ခါနားမလဲနှစ်ခါပြန်ကြည့်ပြီးတော့လုပ်လို့ရတယ်ဗျာကျွန်တော်ဒီ video အမြန်လေးပဲကျွန်တော်ပြောပြပေးလိုက်မယ် hello testing 1 2 3ဒီကျွန်တော်ပို့လိုက်ပြီokay ဒီမှာအမေရိပြနေသူ့အနေနဲ့မရဘူးဗျာအဲ့တော့ကျွန်တော်ဒီနေရာလေးကပဲတစ်ချက်လောက်ဆန်းလိုက်မယ် skill of flow နဲ့ပြီး hello there okay ရဆိုရပြီဆိုကျွန်တော် file id ထည့်မယ် file id ကကျွန်တော် switch ကထွက်လာတဲ့ file id ဆိုတာရှိရယ် void duration me dash ပြီးအောက်မှာ file id ရှိရယ် file id ကိုကျွန်တော် file id နဲ့ထည့်ပြီး execute stone နဲ့သူ့အနေနဲ့ data ဖြစ်ပြောင်းလာပြီ data ဖြစ်ပြောင်းလာရင်ကျွန်တော်နောက်တစ်ဆင့်က plus sign လေးနဲ့ပြီး transcript ပြောင်းဖို့ကကျွန်တော် model နှစ်ခုရှိတယ် model နှစ်ခုကကျွန်တော် Gemini transcript ရဲ့ OpenAI transcript ရဲ့ရှိရဗျာကိုယ်အနေနဲ့ကိုကဘာ transcript သုံးကျင်လဲပေါ့သုံးကျင်တဲ့ model သုံးလို့ရတယ်ပြီးတော့နောက်တစ်ခုက HTTP request နဲ့လည်းခေါ်လို့ရတယ်အဲ့ဒါကြီးကနည်းနည်းအဲ့ဒီဘက်နဲ့ရှုပ်တယ်ဗျာအဲ့တော့ကျွန်တော်ဒီ video မှာ Gemini နဲ့ကျွန်တော်စမ်းပြမယ် Gemini နဲ့ဝင် Gemini ရရတယ်မှာကိုယ်ရဲ့ Gemini ဆိုပြီးရှိတယ်အဲ့အောက်မှာသူ့အနေနဲ့ transcript recording ဆိုတာရှိတယ်ဗျာ transcript recording အဲ့ဒါလေးနေလိုက်ဗျာ transcript ပြောင်းမှာဖြစ်တဲ့အတွက်အဲ့ဒါလေးနေပြီးရင်ကျွန်တော်ဒီဘက်မှာကျွန်တော်တို့ဒါ model ရွေးရတာဗျာ model ကကျွန်တော်တို့ဘယ်ဟာရွေးချင်လဲပေါ့ကိုယ်အနေနဲ့ကိုကြိုက်တဲ့ model ရွေးလို့ရတယ်ဒါ model ဒီကောင်က input type ကကျွန်တော်ထွက်လာတဲ့ input type ကပါလဲဒီကောင်ကကျွန်တော်တို့binary ဗျာbinary file ဖြစ်တဲ့အတွက်ကျွန်တော်တို့ URL နဲ့လာတာမဟုတ်ဗျာ URL ဆိုတည်တယ်မှာ.http/bar အဲ့လိုတွေဗျာအဲ့ဒါတွေက URL ဒီကောင်က file ဖြစ်တဲ့အတွက် binary file နဲ့ပြင်ရပြီဗျာအဲ့တော့ကျွန်တော်စမ်းကြည့်လိုက်အောင် okay သူ့အနေနဲ့အနေနဲ့ connect ဒီ no API ဒီကောင်က error ဖြစ်နေတာဖြစ်မှာဗျာအဲ့တော့ကျွန်တော် credential ပဲတွားပြီးတော့ API key နဲ့ပဲတွားလိုက်ပါဗျာအဲ့တော့ set up credential နဲ့ဒီကောင်က Gemini က API ဘာမှခေါ်ရမလဲဆိုကျွန်တော် GOGA okay AI Studio ဆိုပြီးရှိတယ်ဗျာ Great AI Studio တွေဝင်ပြီးရင်ကျွန်တော်အပေါ်မှာဒီပုံစံလေးနဲ့ဗျာအဲ့ website တွေဝင်ပြီးကျွန်တော်တို့ဒါကကျွန်တော် API ကိုခေါ်တာမိတ်ဆွေတို့ဒီလိုပေါ်လာရင်ဒီအောက်လေးမှာ API setting ရဲ့အပေါ်မှာ get API key ဆိုပြီးရှိရဗျာအဲ့ဒီဝင်ပြီးကျွန်တော် create API key ဆိုပြီးရှိတယ်ဒီပေါ်လေးပါအဲ့ဒါလေးနဲ့ပြီးကျွန်တော် API key ကိုထည့်ဗျာနိုင်ငံကိုကြိုက်တာကိုပေးလို့ရဗျာ tutorial ရှာဗျာအဲ့ဒါဆို create key ကိုနှိပ်လိုက် create key ကိုနှိပ်ပြီးကျွန်တော်အပေါ်ဆုံးမှာ API key ဆိုပြီးရှိရင်အဲ့ဒါလေးကို copy ယူလိုက်ဗျာ API key ကို copy ယူပြီးကျွန်တော်တို့API key ထဲမှာထည့်မယ်ဗျာအဲ့ဒီတိုင်း save နေ okay သူ့အနေနဲ့ရပြီဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့စမ်းကြည့်လိုက်အောင် okay သူ့အနေနဲ့ထွက်လာပြီ hello testing 1 2 3ကျွန်တော်သူ့အတန်ဖိုင်ပို့လိုက်တဲ့ဟာအတိုင်းပဲသူထွက်လာတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကရပြီဗျာကျွန်တော်အနေနဲ့စာလဲရပြီအတန်လဲရပြီနောက်တစ်ပိုင်းကကျွန်တော် agent AI agent လို့တယ်ဗျာ AI တွေကိုတော့ဟုတ်ဗျာ plus sign တွေဝင်ပြီးရင် AI နဲ့တော့ပြီးရင် AI agent ဆိုပြီးရှိတယ် AI agent ဝင်ပြီးကျွန်တော်တို့ contact charge trigger node ဆိုတော့ကျွန်တော်တို့define ပြီးလို့ပြောင်းအဲ့ဒါပြီးကျွန်တော်တို့ ordinate ချဒီကောင်တစ်ခုဆက်ပေးလိုက်ဗျာဆက်ပေးလိုက်ရပြီ model ကကျွန်တော်ဗာထည့်မလဲဆိုရင် model ကိုကျွန်တော်တို့
open router ပဲထည့်မယ်ဗျာဒါရ model နဲ့ပဲကျွန်တော်သွားလိုက်မယ် open router model ကိုကျွန်တော်တို့ open router ကိုကျွန်တော်တို့ဘယ်လို API key ခေါ်အောင်လဲဆိုရင် create new set credential နဲ့ API key ကကျွန်တော်တို့ open router လို့ပဲရိုက်ရှာလိုက်ဗျာ open router ရိုက်ရှာပြီး get API key ဆိုပြီးဆိုရင်ဒီဘက်မှာအကောင့်ဝင်ရတဲ့ Gmail တစ်ခေါက်ခေါက်နဲ့ဝင်လိုက်ဝင်ပြီးကျွန်တော်တို့ get API key ကိုနေပြီးကျွန်တော် API create လုပ်ရလို့ရအဲ့တော့ new plus sign လေးနဲ့ new key ပြီးရင်name က subscribe နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါက limit ဗျာကိုနေတဲ့ credit တွေပါကြီးထည့်ထားတယ်ဆိုရင် limit ဘယ်လောက်ဒေါ်လာပြင်ဒီ API key ကတူးလို့တည်သွားမှာဗျာအဲ့တော့ကျွန်တော်$2ပဲနေထားမယ်ပြီး no expiration ဒါကျွန်တော်ဘယ်လောက်ထားမှာပေါ့ဒီ API key ကိုရက်30လားတစ်နာရီလားဘယ်လောက်လဲကျွန်တော် no expiration ပြီး create name ပြီးကျွန်တော်တို့ဒီ API key လေးကို copy ယူပြီးကျွန်တော်တို့အဲ့ဒီနေရာထဲမှာတစ်ထည့်ဒါဆိုရပြီဗျာရပြီဆိုတော့ကျွန်တော်ကလောလောဆယ် free model ပဲသုံးမယ်ဗျာ free model ထဲမှာ DeepSeek V4 Flash ဒီကောင်လေးကျွန်တော်သုံးကျွန်တော်တို့ workflow ကဒီနေရာဒီဘိုင်းလေးရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီ AI agent ဒီ system message pro user message တွေမှာကျွန်တော်တို့ဘာထည့်ရမလဲဆိုရင်ကျွန်တော်တို့ file ကထွက်လာတဲ့ text ကိုဒီရေးဆွဲထည့်ပြီးရင်ကျွန်တော်တို့တက်နဲ့ပြန်ဆန်းစာနဲ့ပြန်ပို့ပြီးကျွန်တော်တို့စာထွက်လာတဲ့ output ဒီရေးဆွဲထည့်နှစ်ခုဖြစ်နေရမှာဗျာဒီမှာဒါက dash ဒါက point နှစ်ခုဖြစ်ရမှာဗျာအဲနှစ်ခုပြီးသွားရင်ကျွန်တော်တို့ဒီဟာကဒီကျွန်တော်တို့က Telegram ကိုပြန်ပို့မှာဖြစ်တဲ့အတွက် send text message ဆိုတာရှိရဗျာကျွန်တော်ပြန်လုပ်ပေးမယ် delete လိုက်မယ်ဗျာပြီးရင်ကျွန်တော်အောက်ဆွဲချပြီး send text message ဆိုပြီးရှိရဗျာဒီနာအော်လေးတစ်ချက်နေချက်ရင်ဒီကဘယ်နားမှာထည့်ရမလို့ကျွန်တော် Telegram ထွက်လာရဲ့ချက်ရဲ့အောက်ကဒီ ID လေးကိုဆွဲထည့်လိုက်ဗျာဆွဲထည့်ပြီးရင်ကျွန်တော်တို့ text ကဘယ်ရထည့်ရမလဲဆိုရင် AI agent ထွက်လာတဲ့ output ကို output ပြီးဒီဆွဲထည့်လိုက်ဗျာဆိုရပြီပြီးရင်ကျွန်တော်နောက်တစ်ခုထပ်လောက်အောင် FE တွေတွားပြီးရင်အပန်းအဲ့ဒီတန်ဒီကောင်လေးကိုကျွန်တော် off ပေးလိုက်ဗျာအဲဆိုရပြီဖြစ်တဲ့အတွက်ဒီဘိုင်းပြီးသွားပြီးရင်တိုးကဘာတွေထည့်ရမလဲဆိုကျွန်တော်တို့က open crawl လို့မျိုးကျွန်တော်တို့ရဲ့နေ့စဉ်ဘယ်လိုလဲဝင်နေကြလုံနေကြအရာတွေကိုဒီ digital ဘောကအရာတွေကိုကျွန်တော်တို့ကဒီ agent နဲ့ပဲလောက်ခိုင်းပါဗျာအဲ့တော့ကျွန်တော် Google Sheet တွေဆိုတာကိုယ့်ရဲ့ financial data တွေပြီးတော့တည်ရပါကိုယ့်ရဲ့လုပ်ငန်း data တွေပြီးတော့ inventory တွေပါချက်ချင်တယ်ဆိုရင်ကျွန်တော်ဒီထဲမှာထည့်ကျွန်တော်တိုးထဲမှာထည့်ပြီးသူခိုင်းပြီးတော့ calendar တွေပါကျွန်တော်တို့ meeting တွေပါ schedule တွေပါလုပ်ချင်တာပဲဖြစ်ဖြစ်တင် meeting ရှိလို့ကျွန်တော် Gmail တပို့ခိုင်းနေတာပဲဖြစ်ဖြစ်တည်ရပါလို့တွေလည်းကျွန်တော်လုပ်လို့ရတယ်ကျွန်တော်ဒီနေ့မှာဒါကျွန်တော် default flow မှာကျွန်တော်set agent နဲ့ကျွန်တော်လုပ်ပြပါဗျာကျွန်တော်တခါမှမလုပ်ပြပေးဘူးဗျာအဲ့တော့ကျွန်တော် set agent ဘယ်လိုတုံးရမလဲဆိုကျွန်တော်ပြောပြမယ် set agent ကကျွန်တော် AI agent tool ဆိုပြီးရှိတယ်ဒီကောင်က set agent ဗျာဒီကောင်ကကျွန်တော်တို့ရဲ့ဒီ agent ကခွဲထွက်လာတဲ့ agent ဗျာဒီကောင်က set agent ဒီကောင်ကသူ့ခိုင်းမယ်ဗျာဒီကောင်ကလုပ်ပေးမယ်အဲ့လိုမျိုးနောက်တစ်ခုရှိသေးတာကျွန်တော်โอเคကျွန်တော်တို့ဒီ AI agent tool edition နဲ့ပြီးကျွန်တော်တို့ဒီ agent ကိုကကျွန်တော်တို့ဘယ်လိုလဲပြီးရင်ကောင်းမလဲဆိုရင်ကျွန်တော်တို့ she agent လို့တူပေးလိုက်မယ် she agent
ဒီကောင်းကိုကကျွန်တော်တို့ဒါပဲနေပြီလိုက်ဗျာဟို model ဟို AI agent ကကျွန်တော်တို့ဒီ AI agent ကိုသူ့လိုတည်ရပါ define automatically by model ဆိုတော့ဒီ agent ကခိုင်းပါဗျာသူခိုင်းနေတယ်ရှိနေပတ်သက်ပြီးတော့ခိုင်းမှာဖြစ်တဲ့အတွက် AI agent သူ့ဘက်တည်းသူခိုင်းလို့ရအောင်ကျွန်တော်တို့ဘာမှမထည့်ပေးနဲ့ဗျာအဲ့လိုလေးထားပေးလိုက်ပြီးရင်ကျွန်တော် add option system bus က expression လေးပြောင်းပြီးတော့သူယူရတယ်she agent togaကျွန်တော်ဒီတိုင်းအလွယ်လေးပဲရေးပေးလိုက်မယ်ဗျာသူဒီကောင်ကwas you have sheet data yes user cacheဒီကကျွန်တော်တို့ validation copy ပြီးကျွန်တော်တို့ဒါဆိုကျွန်တော်တို့ရေးပြီးလိုက်ပြီးအဲ့လိုလေးရေးပြီးကျွန်တော်တို့ဒီရေးရတဲ့ဟာကိုကျွန်တော်တို့ဟိုမှာသွားပြီးတော့လုပ်ပေးရမှာဗျာတိုးတယ်သွားဒီကောင်ကဒီထဲမှာချိန်ပေးလိုက်မယ်ချိန်ပြီးတော့ကျွန်တော်တိုးကိုခွေးရှိတိုးနေပြီးကျွန်တော်တို့က Garo လုံးမယ်Google Sheet တွေကကျွန်တော်တို့ data တွေယူမှာဖြစ်တဲ့အတွက် Garo ဗျာoperation မှာကျွန်တော် Garo ပြောင်းပေးရမယ်တကယ်လို့ကိုကကိုယ့်ရဲ့ data တွေကိုယ့်ရဲ့သိရမလားကိုယ့်ရဲ့ Google Sheet ရဲ့ data တွေကိုကျွန်တော် Telegram ပဲပါစက်နဲ့ပြောပြီးတော့တွားပြီးတော့ edit တင်တာပဲဖြစ်သိရမှာအဲ့လိုရှိတဲ့မှာတွားပြီးတော့ edit တင်တာဆိုရင်ကျွန်တော်အပန်း or edit row ဆိုတာရှိတယ်ဗျအကောင့်လေးရွေးပြရအောင်ကျွန်တော်လောလောဆယ် Garo ပထမဆုံးကျွန်တော်ရင်ဆုံးရှိတဲ့ data တွေတက်ယူအဲ့တော့ကျွန်တော်တို့ cache ကျွန်တော်တို့ဒီနာမည်ကကျွန်တော်တို့ရေးကြည့်ရဗျာဒီနာမည်ကဒီထဲမှာကျွန်တော်တိုးထဲမှာတော့ထည့်ရပါဗျာကျွန်တော်ကသူ get လို့ပဲသူပြောရတာဗျာအဲ့တော့ကျွန်တော် get ပဲရေးပေးရမယ်ကိုကတကယ်လို့သိရမလားကိုရေးချင်တဲ့နာမည်ဗျာဥပမာကျွန်တော်တို့Google Sheet get ပဲဖြစ်ဖြစ်Google Sheet ပဲဖြစ်ဖြစ်ဒီမှာအဲ့လိုကိုယ့်ဘက်ကိုကြိုက်တဲ့နာမည်ရေးပြီးရင်ဒီမှာထည့်ပေးရမယ်ဗျာအဲ့ဒါမှာဒီ agent တီးပါဒီ agent ကဒီတိုးရှိမှန်းတီးပြီးတော့ဒီကောင်လေးတုံးပါဗျာကိုယ့်ရဲ့တိုးရဲ့နာမည်ကိုအဲ့ဒီနောက်မှာထည့်ပေးရမှာကျွန်တော်ကတ်လို့ရေးတာတော့ကတ်ပြီးကျွန်တော်တို့ဒီမှာက credential ကတွေ့တယ်ဗျာဒီကောင်ကဘာမှလုပ်ကြရဘူး create new credential နဲ့ပြီးရင်ကျွန်တော်တို့ sign in with Google ဝင်ပြီးကိုယ့်ရဲ့data ရှိတဲ့ Google Sheet data ရှိတဲ့ Gmail ကောက်ရွေးပြီးဝင်လိုက်ဗျာ login ဝင်လိုက်ရပြီပြီးကျွန်တော်တို့ operation ကကျွန်တော်စောနာပြောတယ်ဒီကောင်က data ယူတာ get row ဆိုတာအဲ့ sheet ထဲမှာရှိတဲ့ data ယူတာအပန်း or array ကကျွန်တော် array တက်တင်ပါဗျာအစ်စ်ဒါ
ဒါဆိုရင်ကျွန်တော်တို့ front list ဒါဆိုကျွန်တော်တို့မှာရှိတယ်ဘယ်လိုလဲ sheet data တွေပေါ့ဗျာဒါ template တွေကျွန်တော် financial trigger ကိုတစ်ချက်လောက်စမ်းကြည့်မယ်ပြီးရင်ကျွန်တော်တို့ကိုရဲ့တည်ကျင်တဲ့တည်ရပါကိုရဲ့ sheet data ဥစားပေါ့ဗျာ template တစ်ခုရွေးပြီးကျွန်တော်တို့အောက်က front list sheet 1ရွေးရပြီဗျာဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကရပြီခေါင်းရပြီဆိုနောက်တစ်ခုကကျွန်တော်တို့အပန်း edit တင်မယ်ဗျာဟိုရဲ့ sheet data တွေသူ edit တင်ရမှာဖြစ်တဲ့အတွက် page sheet ပြီး operation မှာကျွန်တော်တို့အပန်း or array row ဆိုတာရှိတယ်အဲ့ဒါရွေးပြီးကျွန်တော်တို့ front list financial trigger ပြီး sheet 1ဒါဆိုရပြီဆိုတော့ကျွန်တော်တို့ဒီမှာ edit တင်ပါဗျာ command to merge on ကျွန်တော်တို့ date ရနေစပြီးတော့ command လုပ်မယ်ဗျာ date မှာက date ဘယ်လောက်သူ့ဗျာဒီပတ်စံဒီလောက်ဝင်နေမင်းငေါ့တစ်ချက်လောက်တွားပြီးတော့ Google Sheet မှာ edit တင်ပြီးဆိုပြီးတော့သူ့ကို Telegram ကနေဗျာ file နဲ့ဖြစ်ဖြစ်စားနေပဲဖြစ်ဗျာမိတ်ဆွေလုံးချင်တဲ့ဟာနဲ့ပို့လိုက်သူ့အနေနဲ့ edit တင်ပြီးပါဗျာအဲတော့ကျွန်တော်တို့သူ့ကို AI ရပဲဒါဒီလိုမျိုးလုပ်ပြီးလိုက်ဗျာ AI ရပဲသူ့ဘက်သူဒီထဲမှာထည့်သွားပြီးဗျာကိုပြောတဲ့ဟာတွေဒီမှာဘာရေးစရာမလိုအဲ့ဒါလေးကောင်းလေးပဲနှိပ်လိုက်ဗျာဒါဆိုရင် AI ရပဲ date တွေပါတွေကိုလုပ်ပြီးမှကိုပြောတဲ့ date တွေကို AI ရပဲဒီမှာလည်းထည့်ပြီးပါဗျာအဲ့တော့အဲ့ဒါပဲရွေးပြီးလိုက်ရွေးပြီးကျွန်တော်တို့ဒီမှာနာမည်ရေးပြီးရအောင်နာမည်ကကျွန်တော်စောနာက system message တွေမှာ edit လို့ရေးတာဗျာ edit okay ဝေးဒါဆိုရပြီနှစ်ခုရပြီဒါရှိအေးခြင်းဖြစ်ဒါရှိအေးခြင်းဗျာကျွန်တော်ရေးထားတာက edit တို့ okay ဒါဆိုရှိအေးခြင်းရပါပြီရှိအေးခြင်းရပြီဆိုတော့ကျွန်တော်တို့ဒီ agent ထဲမှာ AI agent ထဲမှာကျွန်တော်တို့တွားပြီးတော့တက်ထည့်ပေးရမယ်ရှိ agent ရှိတယ်ဆိုတော့ဒါပဲ URL system 2ဆောနာတိုင်းပဲကျွန်တော်တို့okay ဒါသူ့ကျွန်တော်လွယ်နည်းလေးပဲရေးပေးလိုက်မယ်ဗျာမြန်အောင်ပြီးကျွန်တော် rule တွေပါပဲထည့်လို့ရဗျာသူကျွန်တော် rule ထည့်ခဲ့ system message ကကျွန်တော်တို့ဒီ AI agent ကိုကျွန်တော်ဘာလုပ်အောင်လဲဆိုတော့သူ့ SOP လို့ပြောဗျာတည်ရမှာအဲ့လိုပေးရတာဗျာသူကျွန်တော် rule လေးရေးပေးလိုက်ပြီအမေတန်း user name ဖြစ်တယ်လို့အမြဲနာမည်ခေါ်ပြီးပေါ့ဗျာ
အဲ့လိုသူပြောရတယ်ဒီ she agent ကအလုပ်လုံးမလုပ်ကျွန်တော်စမ်းကြည့်အောင်ဆိုတော့ကျွန်တော် SQL workflow နဲ့ပြီးကျွန်တော်သူတန်လေးနဲ့တက်ပို့လိုက်မယ်ဗျာငါ့ကိုတစ်ချက်လောက်ငါရဲ့ she data တွေကိုတစ်ချက်လောက်ယူလာခဲ့ပြီကွာโอเคသူ she data ယူပြီ data ယူလိုက်ပြီ3ကယူတယ်โอเคโอเคသူနေတယ် error တက်သွားပြီerror တက်သွားပြီဆိုတော့ကျွန်တော် data တွေများလို့ဖြစ်မယ်ဗျာ she agent မနိုင်တော့အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့စမ်းကြည့်မယ်ဗျာသူအလွယ်နည်းလေးပဲလွယ်နည်းကကျွန်တော်တို့ SQL workflow နဲ့ပြီးကျွန်တော်သွားပြီးတော့အတန်းနဲ့ပို့လိုက်မယ်ဗျာမိငါရဲ့ financial trade က she တဲ့မှာနောက်ဆုံး date နဲ့နောက်ဆုံးဝင်လာတဲ့ date နဲ့ပတ်စံအမောက်ကိုတစ်ချက်လောက်ယူလာခဲ့ပြီပါโอเคရှင်းရင်တုံးပြီဒီရတော့သူနောက်ဆုံးကျွန်တော် date နဲ့ပတ်စံအမောက်ကိုပဲသူယူလာခိုင်းတာဗျာနောက်ဆုံး date ကfinancial trade ဘာမှမရှိဘူးဗျာဘာမှမရှိလို့သူတိုင်ပတ်နေတာဗျာခလာရင်တော့ကျွန်တော်တထည့်လိုက်မယ်ဒီနေ့က23အားလာ2026အမောက်ကကျွန်တော်โอเคရပြီဗျာကျွန်တော်သူrestart ပြန်ချပြီးတော့သူပြန်စမ်းကြည့်မယ်ဗျာဇောနာက error တက်တယ်ဆိုတော့ကျွန်တော်ရှိနေမှာဘာ data မှမရှိလို့ဗျာသူအနေနဲ့ရှာလို့မတွေ့တာကျွန်တော်ဒီခု data လေးထည့်ပြီးသူပြောလိုက်မယ်မင်းက financial trade ကရှိတယ်မှာရှိတဲ့နောက်ဆုံး date ဖြစ်တဲ့ဒီနေ့ date ဝင်တဲ့ပတ်စံအမောက်ကိုမင်းကတစ်ချက်လောက်အဲ့ data တွေတစ်ချက်လောက်ယူလာခဲ့ပြီပါโอเคသူပြန်ပို့လာပြီဆိုတော့ hi လို့သူအများနဲ့ကျွန်တော်နာမည်ခေါ်လို့ကြောင်ပြောလာတယ် hey well look at လောကဟောဒီနေ့ date ပတ်စံမော3 date birthday okay so for the just one record date က Minnesota not necessarily for not date okay သူကျွန်တော်အတန်းနဲ့သူပို့လိုက်တယ်သူကျွန်တော်ခွဲရှိတဲ့ data ယူလာခဲ့ပြီဗျာအဲဒီတော့ကျွန်တော်တို့ဒီမှာ open crawl လို့ကျွန်တော်တို့လုပ်လို့ရတယ်ဗျာထပ်ထည့်ရင်လည်းဟာကျွန်တော်နောက်ထပ်ထည့်ရင်တာကကျွန်တော် calendar လေးထည့်ရင်လည်းဗျာအားသာတို့အတွက်လည်းအဆင်ပြေပဲလို့ထင်တယ်အဲ့ဒါကကျွန်တော် calendar agent ဟောင်းကိုကျွန်တော် rename ပြီးပဲဗျာ rename က
calendar agent calendar agent ပြီးဒီ pro ဟာဒီကောင်ကျွန်တော်ဒီကောင်လေးပဲရွေးပေးလိုက်ဗျာဒါဆိုရင် AI ကပဲသူခိုင်းပါဗျာကောင်းရွေးပေးလိုက်ပြီးကျွန်တော် option နဲ့သွား system message တွေဝင် system message တွေဝင်ပြီးတော့ကျွန်တော် expression လေးတစ်ချက်ပြောင်းပြီးရင်ဟောလေးနေပြီး URL calendar agent togaနမရလွယ်လွယ်ပဲပေးလိုက်ပဲပြီး scheduleပြီးနောက်တစ်ခုကကိုပြလိုက်ဗျာတော့ဆိုရပြီဗျာချွတ်ချွတ်ထူတွေလည်းမလောက်တာကောင်းတယ်ဒီကောင်ဟောဒီ agent နဲ့ချိန်ပေးလိုက် agent နဲ့ချိန်ပြီးတော့ကျွန်တော်တို့ထိုးက calendar ထိုးထည့်မယ် calendar ထိုးနေပြီးကျွန်တော်တို့credential လည်းလွယ်တယ်ဗျာကျွန်တော်တို့ဝင်ရင်လည်းကိုယ်ကောက်ဝင်ရွေးပြီးဒါဆိုရင်ရပြီဆိုတော့ကျွန်တော်တို့ event create ဒါ create ဗျာဒီ operation မှာကကျွန်တော်တို့ကိုယ့် calendar တွေက schedule တွေကိုယူမှာလားဒါမှမဟုတ်တည်ရမလား create event အသစ်တစ်ခုဖန်တီးပါလားအဲ့ဒါကျွန်တော်အခုကလောလောဆယ် cap ပဲရွေးလိုက်မယ် cap ရွေးပြီးတော့အဲ့ဒီတွေက data ပဲကျွန်တော်ယူပါဗျာ cap ရွေးပြီးဒီ from list ကကျွန်တော်တို့ Gmail ကောပဲရွေးဗျာ holiday ရဲ့မြန်မာတွေ holiday ရဲ့ Thailand တွေပါထားလိုက်ဗျာအဲ့ဒါတွေထားပြီးကျွန်တော်တို့ event ID okay ကျွန်တော်တို့ operation က command ရွေးရအောင်ဗျာ operation မှာ command ဟုတ်ပဲကျွန်တော် command ပြီးရင်ကျွန်တော်တို့ဒီ after တွေ before တွေကကျွန်တော်တို့ဒီကောင်တွေပဲပြောင်းပေးလိုက်ဗျာဒါဆိုကျွန်တော်တို့ရပြီဗျာရပြီဆိုတော့ကျွန်တော်တို့ calendar ကိုတွားပြီးတော့ user နာမည်လေးပြောင်းမယ်ဗျာ rename လုပ်မယ်ဒါက cut ကျွန်တော်တို့ command ဖြစ်တဲ့အတွက်ကျွန်တော်ကsorry ဒီမှာကဟိုဒါကတိုးတစ်ခုရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကcalendar လို့ပဲသူ calendar လို့ပဲကျွန်တော်ရေးလိုက်မယ်ပြီးရင်ဒီမှာကကျွန်တော်နောက်ထပ် calendar တို့နေပြီးကျွန်တော် create လုပ်မှာ create ဖြစ်တဲ့အတွက်ကျွန်တော် create နေ operation create ပြီးကျွန်တော်တို့ဒီ from list က law who ဒီကိုယ့် Gmail ကောပြီး start ကဘယ်ချိန်စမှာလဲဆိုတော့ကျွန်တော် agent ကိုပဲကျွန်တော်ပြောတဲ့အတိုင်းလုပ်ခိုင်းပါဗျာ agent ဆိုရင်တစ်လုပ်ခိုင်းပါဖြစ်တဲ့တော့ဒီနှစ်ခုလုံးအားလည်းပြီးရင်ကျွန်တော်တို့သိရမှာကျွန်တော်တို့ရဲ့ event ကို create လုပ်တဲ့အတိုင်းအဲ event မှာနာမည်လေးပါအောင်ဗျာ
နာမည်လေးတွေပါမှတ်အောင်ကျွန်တော်တို့ထည့်မယ်ဆို affiliate သွားပြီးကျွန်တော်တို့ audio ဆွဲချပြီးတော့ summary ဆိုရရှိ summary လေးကိုနေပြီးကျွန်တော်တို့ခေါင်းလေးပဲပြောင်းပေးလိုက်အဲ့ဆိုရပြီဗျာအဲ့ဆိုရပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကကျွန်တော်တို့ကျွန်တော် create calendar လို့ပဲသူပေးလိုက်မယ် create calendar ပြီးကျွန်တော်တို့ calendar agent နဲ့ပြန်သွားပြီးကျွန်တော်တို့ရေးရတဲ့နာမည်ပြန်ထည့်မယ်ဗျာ calendar ပြီးကျွန်တော်တို့ဒီမှာက create calendar calendar okay ဒါဆိုရပြီဗျာဒါဆိုရပြီဆိုတော့ကျွန်တော်တို့တွားပြီးတော့စမ်းကြည့်အောင်မစမ်းခင်ကျွန်တော်တို့ AI agent ထဲမှာဒီ calendar agent ရှိတယ်ဆိုတဲ့အကြောင်းကိုတွားပြီးတော့ system message တက်ပြောပေးရအောင်မယ်ဒီမှာကအဲ့ဒီဆိုရင်နည်းနည်းလေးရှုပ်ရင်ရှုပ်နေမယ်ဗျာအဓိကရိုးရှင်းနေဗျာတိုးထည့်ပြီးဒီ main agent မှာဒီတိုးတွေရှိအောင်သူပြောဒါဆိုသူ့အနေနဲ့ဒီတိုးတွေရှိတယ်ဆိုတာဒီ SOP လိုမျိုးပဲဗျာမိတ်ဆွေတို့ရဲ့လုပ်ငန်းမှာရှိတယ်ပဲ SOP လိုမျိုးပဲဒီအချိန်မှာဒါဖြစ်ရင်ဒီကောင်သုံးဆိုပြီးသူ့ instruction လေးပေးတာဗျာဒီ calendar agent okay ဒါဆိုရပြီဗျာဒါဆိုရပြီဆိုတော့ကျွန်တော်တို့တွားပြီးတော့စမ်းကြည့်အောင် calendar agent သူ့အနေနဲ့လုံးမလုံးမလုပ်ခင်ကျွန်တော်တို့ပထမကျွန်တော်ထည့်ရမှာဒိတ်ရန်တိုင်းကိုကျွန်တော်ထည့်ပြီးအောင်ဗျာ agent ကဒီနေ့ဘယ်နေ့ရက်နေ့ဘယ်ချိန်ဆိုတော့သူ့သိအောင်ကျွန်တော်တို့ဒိတ်ရန်တိုင်းလေးထည့်ပေးမယ်ဒိတ်ရန်တိုင်းလေးထည့်ပေးမယ်ဆိုတော့ကျွန်တော်သူဒါဆိုကျွန်တော်ဒီနေ့အချိန်နဲ့ဒီနေ့ရက်ကိုကျွန်တော်ရပြီအဲ့ဆိုဒီနေ့အချိန်နဲ့ဒီနေ့ရက်ရရင်ကျွန်တော်သွားပြီးတော့စမ်းကြည့်ရအောင်မင်းကဒီနေ့ည9 နာရီမှာတစ်ချက်လောက် event တစ်ခု create လုပ်ပေးပါတနားကြာပဲ event အဲ့ event နာမည်ကလို့လေ cloud go mastery လို့မှတ်ထားလိုက်ပါအဲ့နာမည်โอเคသူအနေနဲ့ calendar agent သုံးပြီโอเคသူကျွန်တော်က create လုပ်ခိုင်းတာဗျာသူအနေနဲ့ okay create လုပ်ပေးပြီ create လုပ်ပေးပြီးတော့သူက gap ကိုဘာလို့သုံးတာလဲဆိုကျွန်တော်တို့ဒီည9 နာရီသူ event create လုပ်ခိုင်းတာလားဗျာအဲ့ဒါကိုသူအနေနဲ့အဲ့9 နာရီမှာ available ဖြစ်မဖြစ်သူတက်ကြည့်တာဗျာသူချက်တာပေါ့ပြီးတော့မှသူ create လုပ်တယ်
မော်တွေကနည်းနည်းတော့ကြာတယ်ဗျာကျွန်တော်မော်တွေကမြန်တဲ့မော်တွေဘာတွေနဲ့သုံးမယ်ဆိုရင်တော့အဆင်ပြေရဗျာပြီးတော့ကျွန်တော်တိုးတွေကဒါကြီးတော့သူ့နေတယ်မနိုင်တာတွေပါလေဒါကြရင်ဖြစ်တယ်ဗျာ error တွေပါဒီကတိုးတွေများရင်များတယ်လို့ပေါ့ဗျာဒါဆိုသူကျွန်တော်စာပြပို့ပြီးကောင်းပြီလို့ပဲပြော event ကောင်းစွာ create လုပ်ပြီးပါပြီတဲ့ event နာမည်က Cloud Go Mastery ဒီနေ့ဇန်နဝါရီ21မို့23ဗျာနောက်25 9နိုင်တနိုင်ပဲအဆင်ပြေရလားလို့တခုပြောင်းရင်ပြောလိုက်ဝေသူမြန်မာလူတွေကချနေဗျာကျွန်တော်သွားပြီးတော့ကလန်ဒါထဲမှာတက်ကြည့်မယ်ဗျာ create လုပ်မလုပ်ကျွန်တော်တက်ကြည့်မယ်ကလန်ဒါသူကဇန်နဝါရီမှာသူကျွန်တော်မှတ်ထားပြီးတာဗျာ2025သူနဲ့ဒိန်းအတိုင်းမားနေတယ်ဒိန်းအတိုင်းမားနေတော့ကျွန်တော်သူကျွန်တော်ပြောလိုက်မယ်ခဏလေးโอเคမင်းကောင်ဒီည9နာရီမှာ event တစ်ခု create လုပ်ပြီးပါဒီနေ့ည9နာရီတနင်္လာနေ့ကြာမယ် event ကနာမည်က Cloud Go Mastery โอเคသူအနေနဲ့ create လုပ်တာဗျာ create လုပ်တာဒီနေ့ည9နာရီဟုတ်မဟုတ်ကျွန်တော်ကြည့်မယ်ဟုတ်ဗျာဒီနေ့ညမဟုတ်ညမဟုတ်တော့သူမားနေတော့မယ်ဗျာCloud Go Mastery ကိုဒီည9နာရီ10နာရီတနားကြာမြင့်မယ်ဇန်နဝါရီ2026မားနေတော့မယ်ဗျာဒေရှန်တိုင်းမားနေတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်ပြန်တော့ပြောင်းလာတယ်သူအနေနဲ့ဟုတ်လားမဟုတ်လားတက်ပြန်ပြီးတော့စမ်းကြည့်အောင်အဲ့လေးတော့ follow ဒီလိုပဲဗျာ fit light ပြန်လုပ်လိုက်ဒီလိုပဲဝန်စားဖြစ်နေပါဗျာပြန်ပို့ကြည့်မယ် okay ဘင်းကောင်ဒီည9နာရီမှာ event တစ်ခု create လုပ်ပဲအဲ့ event တနားကြာမယ်ပေါ့အဲ့ဒါကစာဖတ်ဖို့အတွက်event တစ်ခုလုပ်ပြီကွာကျွန်တော်ဒီတခါမှမှားနေပြီဆို AI agent ကမှားနေတာမဟုတ်တော့ကျွန်တော် calendar agent မှားရ calendar agent မှာကျွန်တော်တို့ဒီနေ့ date တိုင်းတက်ထည့်ပြရမှာဗျာ video လုပ်တော့ create တော့လုပ်သွားပြီနောက်တော့ကြောင့်မေလ23 okay ဒီနေ့မှန်သွားပြီဗျာဒီနေ့ရက်စွဲနောက်တော့စာဖတ်ခြင်း reading time okay စာဖတ်ခြင်း reading time ဒီတခါတော့မှန်သွားပြီဗျာဒါဆိုရပြီဆိုတော့ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ရဲ့open crawl ကျွန်တော် analyze တိုင်းမှာလုပ်လိုက်တာဗျာပြီးရင်မိတ်ဆွေတို့နဲ့ထပ်ပြီးတော့ထပ်ထည့်လို့ရသေးတယ် Gmail တွေပါပို့ခိုင်းတဲ့ဟာတွေပါဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ contact တွေကိုဗျာတည်ရမှာမိတ်ဆွေတို့ရဲ့တင်ထဲမှာရှိရဲ့ admin ပဲဖြစ်ပြီးတော့တည်ရမှာ assistant manager ပဲဖြစ်ပြီးတော့ဗျာတည်ရမှာမိတ်ဆွေတို့ရဲ့တင်ထဲမှာရှိတဲ့Gmail တွေပဲဖြစ် Gmail account တွေပဲဖြစ်ဒါမှမဟုတ်ဖုန်းနံပါတ်တွေပဲဖြစ်တည်ကျင်လို့သူလမ်းမေးကျင်တယ်ဆိုရင် contact တွေပါသူ contact data တွေပါတခါချိတ်ပြီးတော့ထည့်ထားပေးလိုက်ဗျာအဲ့တော့ကိုတည်ကျင်တာတွေလမ်းမေးသူပြန်ဖြည့်ပေးနိုင်တယ်ဒီတိုးတွေတုံးပြီးတော့ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ကောင်းနားလည်ပါမယ်လို့ထင်တယ်ဗျာမိတ်ဆွေတွေထပ်ထည့်ကျင်တဲ့တိုးတွေပါအများကြီးရှိနေတယ်မိတ်ဆွေတွေထပ်ထည့်ကျင်တည်ရပါ AI news တွေပါကြည့်ရင်သတင်းတွေပါယူဗျာTelegram တွေပဲလှမ်းပြီးတော့ရှာခိုင်းလို့ရဗျာသူreset တွေပါလောက်ခိုင်းလိုက်လို့ရဗျာTelegram တွေပဲလှမ်းပြီးတော့ငါ့ကိုဒီနေ့ဒီမှာ AI ဒီနေ့နောက်ဆုံးထွက်တဲ့ latest AI news တွေငါ့ကိုတစ်ချက်တော့
summary လုပ်ပြီးတော့တခြားတော့ပို့ပြီးတော့သူ့အနေနဲ့ summary တွေလုပ်ပြီး research တွေပါလုပ်ပြီးဘိန်းဆွေကိုပြန်ပြီးပို့ပြီးပါဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကြည့်ပြီးတော့တကူရသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်မိတယ်ကျွန်တော် subscribe လုပ်ပေးဖို့လေကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်ထပ်အန်ဒီတန်နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုကြီးတော့ထပ်လို့ဖို့မရှိတော့အန်ဒီတန်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုကကျွန်တော်ဒီဗီဒီယိုကနောက်ဆုံးပဲဗျာနောက်ထပ်ကျွန်တော်ထပ်တင်ပေးဖို့ရှိတဲ့ဗီဒီယိုကြီးကကျွန်တော်အသစ်တွေ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်တင်ပေးဖို့ရှိတယ် AI နေပြီးတော့ cloud နဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကတင်ပေးမယ်ဗျာ cloud ဘယ်လိုတေချာလေးသုံးအောင်မလဲဆိုတာတွေနဲ့တည်ရမလား cloud တေချာအသေးစိတ်လေးကျွန်တော်အနေနဲ့လုပ်ပြီးတော့ပြောပြပေးမယ်ဗျာအဲ့လိုဗီဒီယိုကြီးကျွန်တော်ထပ်လာဖို့ရှိတယ်အဲ့တော့ကျွန်တော် subscribe လုပ်ပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်